လုံးပဲမင်္ဂလာပါ Live Emotion Blog မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ Vinhong Ocean Park 3က Mega Grand World ကိုသွားလည်မှာပါအခုစီသွားမယ့်ဘတ်စကားရဲ့ဘတ်စကားဂိတ်ကိုရောက်နေတာဖြစ်ပါတယ်အခုထိတော့ promotion service အနေနဲ့ဘတ်စကားကကောက်ခံခြင်းမရှိသေးပါဘူး Mega Grand World က Ocean Park 2နဲ့ Ocean Park 3မြို့ပြ area ကြားမှာစီးပွားဖြစ်တဲ့ဝန်ဆောင်မှုနဲ့ဖြည့်ရေးဆိုင်ရာအဆောက်အဦတစ်ခုဖြစ်ပါတယ်ခီးသောမြို့တော် Ocean City မှာတည်ရှိပါတယ်April 30 reunification ကိုကြိုဆိုတဲ့အနေနဲ့အိမ်တော်တော်များများမှာ Vietnam နိုင်ငံအလံကိုချိတ်ဆွဲထားတာတွေ့မြင်ရမှာပါလမ်းမှာ Red River ညနေမြစ်ကိုလည်းဖြတ်သွားခဲ့ရပါသေးတယ်ညနေမြစ်ကဆိုလို့ရှိရင်စုစုပေါင်း1149ကီလိုမီတာရှိလျားပါတယ် Vinhong Ocean Park စီကိုတော့ရောက်ရှိလာပါပြီVinhong Ocean Park 2မှာရှိတဲ့ခေထောင်မှာ Winders ရဲ့ Wave Park ကိုလည်းဖြတ်သွားရပါတယ် Mega Grand World ကိုရောက်ပါပြီဒီမှာလှည့်စီးလို့လည်းရပါတယ်လှည့်စီးမယ်ဆိုလို့ရှိရင်တော့တယောက်ကို Vietnam တောင်350ကျပ်တင်မှာဖြစ်ပါတယ်အဲ့ဒါကအခုလက်ရှိမြန်မာငွေကြေးကျပ်2000ကျွဲဝန်းကျင်ပါအားလည်းဖြစ်တာကြောင့်ပန်းဖြစ်ရဲ့လူတွေနဲ့စီကားနေပါတယ်ဓပုံလှလာလေးရိုက်ချင်တော့ပရက်တိန်နဲ့ပွဲတော်ရက်တွေကိုရှောင်းတာအကောင်းဆုံးပါဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် vlog မှာပြန်လည်တွေ့ဆုံပါမယ်